ပုံမြင်လေးနာမည်ကချင်းသိမင်းနဲ့ပုတ်ကောင်ပါတဲ့တနေ့မှချင်းသိမင်းကြီးကမှန်လေးကိုကြည့်ပြီးပြောလိုက်တယ်။အိုးငါအရန်လှပပြီးဂုံရှိရဲ့မျိုးကြီးမြတ်သူတယောက်ပါလား။ဒီနေ့တော့ငါနိုင်ငံသားတွေသူတို့ရဲ့မင်းကြီးကတကယ်မင်းတစ်ပါးပဲဆိုတာပြဖို့ထပ်သွားရမယ်။အဲ့ဒီလိုဆိုပြီးချင်းသိမင်းကြီးကပိုးကြီးပါဝေးုံကြီးဝှက်လိုက်တယ်။ပြီးတော့ကြောက်တံရဲများတဲ့စီချဲထားတဲ့တရဘူးကြီးကိုစောင်းလိုက်တယ်။ပြီးတော့ရှင်ငွေနဲ့ပြုတ်လောက်ထားတဲ့တစိမ့်တွေအားလုံးကိုလည်းတက်ဆင်လိုက်တယ်။သူကသူ့နိုင်ငံရဲ့လမ်းမကြီးပေါ်မှာရှောက်လာတဲ့အခါသူ့ကိုမြင်တဲ့လူတွေနဲ့မြင်ပြင်ထိကောက်ကွေးပြီးဂုဏ်ပြုကြတယ်။ဟုတ်တယ်လို့ချင်းသိမင်းကြီးကပြောတယ်။ငါလူတွေကငါ့ကိုဒီလိုဂုဏ်ပြုတာမှန်ပါတယ်။အကြောင်းကတော့ငါတကယ်မင်းကောင်းတစ်ပါးဖြစ်နေလို့ပဲတဲ့။အဲ့ဒီအချိန်မှာပဲလမ်းဘေးနားမှာပိုးကောင်မလေးတစ်ကောင်ရက်နေတာတွေ့တယ်။ချင်းသိမင်းကြီးကမြင်တော့အော်လိုက်တယ်။ပိုးကောင်လေးမင်းကငါပိတ်ပြီးတယ်။ငါရှိမှကောင်းငုံပြီးဂုဏ်ပြုလိုက်စမ်းလို့ပြောလိုက်တယ်။ပိုးလေးကတင်းငင်စွာနဲ့ပြန်ပြောတယ်။အရှင်မင်းကြီးကျွန်တော်ကသိငယ်ပြီမဲ့ကျွန်တော်ကိုတခြားကြည့်မယ်ဆိုရင်ကျွန်တော်အခုခေါင်းငုံပြီးဂုဏ်ပြုနေပါတယ်။ချင်းသိမင်းကြီးကကိုငုံပြီးကြည့်လိုက်တယ်။ပိုးကောင်လေးမင်းကအရန်သေးလုံးလို့ငါအတွက်ကြည့်ရတာခက်နေတယ်။မင်းကောင်းငုံနေတာငါတခြားမမြင်ရဘူးလို့ပြောတယ်။အဲ့ဒီခါပိုးလေးကပြန်ပြောတယ်။အရှင်မင်းကြီးနည်းနည်းပို့ပြီးနီးကက်ကက်ကြည့်ပါကျွန်တော်တကယ်ပဲဂုဏ်ပြုနေရပါ။ခါချင်းသိမင်းကြီးကထပ်ပြီးနည်းနည်းပုံငုံကြည့်လိုက်တယ်။ဒါပေမဲ့သူဝေထားတဲ့ပိုးကြီးပါဝေယုံနေကြီးမားတဲ့တရဖုံနဲ့ရွှေငွေတစ်စိမ့်တွေကြောင့်သူ့ကောင်းဘက်ကအရန်လေးနေခဲ့တယ်။ရုတ်တရက်သူ့အလေးချိန်မထိန်နိုင်တော့ပဲဟန်ချက်ပြက်ကောင်းဆိုင်ပြီးအော်ပြီးတော့အော်တန်ကြီးနဲ့လမ်းဘေးရှိမြောင်းတွေကိုလင့်ချသွားခဲ့တယ်။အဲ့ဒီချိန်မှာပိုးကောင်လေးကကြောက်လန့်ပြီးအမြင်ထွက်ပြေးသွားတော့တာပေါ့။ချင်းသိမင်းကြီးကတော့ခေါင်းကနေခြေလောက်ထိမြေကြီးတွေပြေးကျန်ပြီးရေတွေဆူရှင်းသွားတယ်။ပုံမီလေးကပေးတဲ့တင်ငန်းစာကတော့လုံကုံကြီးပြီးမိကိုအမြင့်ဆုံးထင်တဲ့သူတွေဟာပြုတ်ကျတဲ့အခါအောက်ခြေထိကျပြီးအထိနာရအကြောင်းကိုဖော်ပြထားတာပါပုံမီလေးကတော့ဒါပါပဲကွယ်။